21ရာစုလယ်ပိုင်းလောက်မှာ programmer ကိုဟင်ဟာအိမ်ကအလုပ်စပွဲမှာအဝိပလာနဲ့ထိုင်ပြီးမျက်နှာပြင်ကျဲဘောက black hole ကြီးကိုစိုက်ကြည့်နေပါတယ်။ဖုန်းမိလာတဲ့အခါမှာအသေးအတန်ကိုင်းလိုက်ပေမဲ့သူစောင့်နေတဲ့ဖုန်းမဟုတ်တာကြောင့်ချက်ချင်းပဲပြန်ချလိုက်ပါတယ်။ကိုဟင်ကအလုပ်ပြန်လုပ်နေတော့ဖုန်းထက်မြည်လာပြန်ပေမဲ့သူလိုချင်တဲ့ဖုန်းမဟုတ်တာကြောင့်ထပ်ချလိုက်ပြန်ပါတယ်။အဲဒီနောက်မှာတော့ကိုဟင်ကအာတင်ပြီးသူ့အရန်မုန်းတဲ့အပြင်လောကကိုထွက်လာခဲ့ပါတယ်။လူနေတဲ့ဖះเจ้าကပျက်စီးယိုယွင်းနေပြီးတောခလောက်မရှိတာကြောင့်တကားကိုတန်ကြိုးနဲ့ခတ်ခဲ့ရပါတယ်။သူ့ရဲ့ရက်ကွက်ကတော့တကယ်ကိုအခြေအနေဆိုးနေပြီးရဲတွေကလမ်းသွားလမ်းလာတွေကိုစိတ်ကူးပေါက်ရင်ပေါက်တယ်လို့တားဆီးစစ်ဆေးနေကြပါတယ်။ဒါပေမဲ့သတင်းတွေနဲ့ကုန်ပစ္စည်းကြော်ညာတွေပြသနေတဲ့တောက်ပတဲ့မျက်နှာပြင်ကြီးတွေလည်းရှိနေပါတယ်။နောက်ဆုံးမှာတော့သူအလုပ်လုပ်တဲ့မန်ကုန်းကုမ္ပဏီရုံးချုပ်ကိုရောက်လာခဲ့ပြီးသူontological research ဌာနအတွက် crunching entity ဆိုတဲ့အလုပ်ကိုလုပ်ရတာပါ။အလုပ်လုပ်နေချိန်မှာကင်မရာကသူ့ကိုအမြဲတမ်းမှတ်တမ်းတင်နေပြီးအလုပ်ပြီးမြောက်တိုင်းလင်းလန်းနေတဲ့ပြုံတစ်ခုကိုလဲလှယ်ပေးရပါတယ်။သူရောက်ပြီးနိုင်ရီနှဲငယ်ကြမှာတော့မွန်းလွဲပိုင်းမှာသူ့ရဲ့မတန်ဆွမ်းမှုတောင်းဆိုချက်ကိုစီမံခန့်ခွဲရေးအဖွဲ့ကပြန်လည်သုံးသပ်မယ်လို့ဖုံးဆက်အကြောင်းကြားလာပါတယ်။ကြီးတက်ရည်မှုချိုပြီးကလာရောက်စစ်ဆေးတဲ့အခါကိုဟင်ကသူတည်တော့မယ်ဆိုတဲ့အကြောင်းနဲ့အဲ့ဒါကိုတက်တည်ပြဖို့တွေးဆောင်ရမယ့်ပွဲရှိတယ်လို့ပြောပြပါတယ်။ project တစ်ခုအတွက်သူ့ကိုလိုအပ်နေတာကြောင့်ဖျက်သိမ်းလိုက်ဖို့ဂျိုဘီကတောင်းဆိုပေမဲ့ကိုဟင်ကအိမ်မှာပါအလုပ်လုပ်ခဲ့တာမို့ပြီးသွားပြီလို့ဆိုပါတယ်။တကယ်တော့သူကဒီနေရာကိုမုန်းပြီးသူစောင့်နေတဲ့ဖုန်းကိုလည်းမလွတ်ချင်တာကြောင့်သူ့အလုပ်ချိန်တစ်ခုလုံးကိုအိမ်ကနေပဲအလုပ်လုပ်ချင်နေတာပါ။ဒါပေမဲ့စီမံခန့်ခွဲရေးအဖွဲ့ကပဲဆုံးဖြတ်နိုင်ပြီးဘယ်သူမှစီမံခန့်ခွဲရေးအဖွဲ့နဲ့စကားပြောလို့မရဘူးလို့ဂျိုဘီကသတိပေးလိုက်ပါတယ်။မွန်းလွဲပိုင်းမှာတော့ကိုဟင်ကဆေးဘက်ဆိုင်ရာအကဲဖြတ်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးသူ့ကိုယ်သူကျွန်တော်တို့လိုသုံးနှုံနေတာကြောင့်ဆရာဝန်တွေလည်းဇဝေဇဝါဖြစ်ကုန်ပါတယ်။သူသေးတော့မယ်လို့အခိုင်အမာပြောဆိုပြီးသပင်ကျွတ်နေတာကိုတက်တည်အဖြစ်ပြပေမဲ့ဆရာဝန်တွေကစမ်းသပ်မှုတွေလုပ်ပြီးသွားပြီမို့သူကကျန်းမာရေးကောင်းမွန်နေတယ်လို့ဆိုပါတယ်။တကယ်တော့ကိုဟင်ကသူတို့ရဲ့အလုပ်လုပ်နိုင်ဆုံးဝန်ထမ်းတူပါ။ကိုဟင်နဲ့ညင်းခုန်ပြီးတဲ့နောက်မှာတော့သူတို့ကစိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှုခံယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကိုဟင်သူ့စပွဲကိုပြန်ရောက်တဲ့အခါလော်ဘီကပါတီပွဲလုံးမှာဖြစ်ပြီးစီမံခန့်ခွဲရေးအဖွဲ့လည်းလာမယ်လို့အသိပေးပါတယ်။ကိုဟင်ကပါတီပွဲတွေကိုမုန်းတယ်လို့ကြောက်လဲကြောက်ပေမဲ့ဒီခွင့်ရေးကိုတော့လက်လွတ်မခံနိုင်ပါဘူး။ညနေပိုင်းမှာတော့ကိုဟင်ကသူ့အတွက်စူညံပြီးအယောင်သွေးစုံလွန်းနေတဲ့ပါတီပွဲကိုရောက်လာခဲ့ပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ကိုဘယ်မှာရှာရမလဲလို့ဂျိုဘီကိုချက်ချင်းပဲမေးလိုက်ပေမဲ့ဂျိုဘီကသူ့ကိုအေးဆေးနေပြီးပျော်ပျော်ပါးပါးနေဖို့ပြောလိုက်ပါတယ်။ဘိန်းဆက်လီကကိုဟင်ရဲ့ရုပ်ရည်ကိုချီးကျူးလိုက်ပေမဲ့သူ့အတွက်တော့အနေရခက်စေပါတယ်။ကြောက်ရွံ့ပြီးအနေရခက်နေတဲ့ကိုဟင်ကလူအုပ်ကြီးတွေကနေတိုးထွက်လာရင်အေးအေးချမ်းချမ်းနေလို့ရမယ့်အမောင်ခန်းတစ်ခုကိုတွေ့သွားခဲ့ပါတယ်။လူတစ်ယောက်လှုပ်ရှားသွားတာကိုမမြင်ခင်အထိအဲ့ဒီခန်းထဲမှာတခြားတစ်ယောက်ရှိနေတာကိုသူသတိမထားမိပါဘူး။သူကတော့ကိုဟင်မှာဘာပြဿနာတွေရှိနေလဲဆိုတာကိုသိကျင်နေတဲ့စီမံခန့်ခွဲရေးအဖွဲ့ဝင်တစ်ယောက်ပါ။အလုပ်သွားအလုပ်ပြန်လုပ်ရတာအချိန်ကုန်ပြီးအိမ်မှာဆိုရင်ပိုပြီးအလုပ်တွင်မယ်လို့ကိုဟင်ကပြောပြလိုက်သလိုသူ့ဘဝတစ်လျှောက်လုံးစောင့်နေခဲ့ရတဲ့ဖုန်းခေါ်ဆိုမှုကိုလည်းမလွတ်ချင်ဘူးလို့ဆိုပါတယ်။ဖုန်းခေါ်ဆိုမှုရဲ့သဘောတဘာဝနဲ့အရင်းမြစ်ကိုသူမသိပေမဲ့သူတခါမှမရခဲ့ဘူးတဲ့ရည်ရွယ်ချက်ကိုပေးစွမ်းနိုင်ပြီးဘဝရဲ့အတိတ်ဘယ်ကိုပြောပြနိုင်မယ်လို့သူမျှော်လင့်နေပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ဝင်ကသူ့ကိုယူနေတယ်လို့ပြောလိုက်တာကြောင့်ကိုဟင်လည်းတောင်းပန်ပြီးထွက်လာခဲ့ပါတယ်။အပြင်ထွက်လာရင်ကိုဟင်ကဂျိုဘီနဲ့ဝင်တိုက်မိသွားပြီးဂျိုဘီကသူ့ကိုပါတီပွဲရဲ့ပြန်ဆွဲခေါ်သွားကစီမံခန့်ခွဲရေးအဖွဲ့နဲ့တေချာတွေ့ပေးမယ်လို့ကတိပေးပါတယ်။သူတို့ရဲ့စားသောက်မှုပုံစံအရသာမရှိတဲ့အစားအစာတစ်ခုကိုလည်းသူ့ကိုအတင်းကျွေးပါတယ်။ကိုဟင်ကဆက်ပြီးထွက်ပြေးဖို့ကြိုးစားနေတာကြောင့်အစားအစာတီးသွားချိန်မှာပဲသူတထေးကသူ့ရှေ့မှာပြန်ပေါ်လာပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ဝင်ကသူ့ကိုဘဝရဲ့အဓိပ္ပာယ်အကြောင်းမေးလိုက်ပြီးသူ့အတွက် project တစ်ခုရှိတယ်လို့ကြေညာလိုက်ပါတယ်။ကိုဟင်ကတီးနေတုံးမဲ့မို့ဘိန်းစလီကသူ့ဘိုက်ကိုဖိနေပြီးအစားအစာတွေကိုထွေးထုတ်စစ်လိုက်ရမှာအဲ့ဒါတွေကိုကြွက်တကောင်ကယူသွားပါတယ်။ရှက်ရွံ့ပြီးစိတ်ရှုပ်ထွေးနေတဲ့ကိုဟင်ကရေချိုးကန်းထဲမှာပုံနေရင်စိတ်ပိုင်းဆိုင်ရာအနှဲငယ်ပြိုလဲသွားခဲ့ပါတယ်။မကြခင်မှာပဲဘိန်းစလီကသူ့ကိုလာရှာပြီးသူမသေးပေါက်နေတော့ဝိုင်းခွက်ကိုကန်ခိုင်းထားတာကြောင့်သူအရန်ကိုအနေရခတ်သွားပါတယ်။သူမနဲ့အတူနေဖို့ပါတောင်းဆိုလာတာကြောင့်ထိတ်လန့်ပြီးအနေရခတ်စွာနဲ့ရေချိုးကန်းထဲကနေထွက်လာခဲ့ပါတယ်။အဲဒီနောက်ကိုဟင်ကစီမံခန့်ခွဲရေးအဖွဲ့ဝင်ကိုလိုက်ရှာပေမဲ့သူကမရှိတော့ပါဘူး။ဘိန်းစလီကသူ့ကိုပြန်တွေ့သွားပြီးစကားစမြည်ပြောဖို့သူမကိုသူမမိတ်ဆက်လိုက်ပါတယ်။ဒီအခြေအနေကိုညှင်းငွေလာတဲ့ကိုဟင်ကပါတီပွဲကနေထွက်သွားဖို့ကြိုးစားပေမဲ့ဘိန်းစလီကနောက်ကနေလိုက်လာပါတယ်။နောက်တနေ့ရုံးမှာတော့ကိုဟင်ကသူ့လက်ပေါ်ကကဏန်းတွေကိုကြည့်ပြီးဇဝေဇဝါဖြစ်နေပါတယ်။ဂျိုဘီရောက်လာပြီး Zero Theorem လို့ခေါ်တဲ့လျှို့ဝှက် project တစ်ခုအတွက်သူ့ကိုရွေးချယ်လိုက်တာကြောင့်အိမ်ကနေအလုပ်လုပ်ခွင့်တောင်းဆိုချက်ကိုခွင့်ပြုလိုက်ပြီလို့အသိပေးပါတယ်။စီမံခန့်ခွဲရေးအဖွဲ့ကဒီ project အတွက်ဝန်ထမ်းတွေကိုရွေးချယ်လာတာနှစ်ပေါင်းများစွာကြာပြီဖြစ်ပေမဲ့အရန်ကိုပင်ပန်းလွန်းတာကြောင့်ဘယ်သူမှကြာမခံကြပါဘူး။ဂျိုဘီကငယ်ငယ်တုန်းကအဲ့ဒီမှာ3ပတ်လောက်အလုပ်လုပ်ခဲ့ပြီးထွက်ခဲ့ရပေမဲ့အဲ့ဒီလိုနဲ့ပဲကြီးကြပ်ရေးမှုဖြစ်လာခဲ့တာပါ။ကိုဟင်ကနည်းနည်းယူးကြောင်နိုင်တာကြောင့်သူ့ကိုရွေးချယ်လိုက်တာလို့ဂျိုဘီကထင်နေပါတယ်။တောက်ခလောက်လဲလှယ်ဖို့နဲ့တခြားလုံခြုံရေးစနစ်တွေတက်ဆင်ဖို့ဤပညာအဖွဲ့တစ်ခုကိုကိုဟင်ရဲ့အိမ်ကိုဆေးလွတ်ထားပြီးပါပြီ။အဲဒီနောက်ဂျိုဘီကကိုဟင်ကိုစီမံခန့်ခွဲရေးအဖွဲ့လုပ်ငန်းစဉ်ရဲ့ဗဟိုချက်ဖြစ်တဲ့ Neural-net mainframe လို့ခေါ်တဲ့စူပါကွန်ပျူတာကြီးစီခေါ်သွားပါတယ်။လူတွေကအဲ့ဒီနားမှာအကာအကွယ်ဝတ်စုံတွေဝတ်ဆင်ရပြီးကိုဟင်တို့လိုဝန်ထမ်းတွေနေ့စဉ်ရေးဆွဲတဲ့ program တွေကိုအဲ့ဒီထဲကိုထည့်သွင်းပြီးမှကွန်ပျူတာကြီးကဆက်လက်သင်ယူနိုင်မှာပါ။လွေရာသီအလုပ်သင်ဘောကပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုတာဝန်ယူရပြီး
ကိုဟင်ကဒီပေါ်ချက်မှာနှစ်ပတ်ပဲခံမယ်လို့ထင်နေပါတယ်။နာမည်တွေမှတ်နေရတာအုံနောက်ဆဲတွေအလဟတ်ဖြစ်တယ်လို့ထင်တာကြောင့်သူကလူတိုင်းကိုဘောလိုပဲခေါ်ပါတယ်။ဆော့ဖ်ဝဲပါတဲ့ပြုံကိုယူဖို့ဂျိုဘီကစက်ကြီးတဲ့ကအထူးအပေါက်တစ်ခုကိုဖွင့်လိုက်ပါတယ်။အဲ့ဒါကိုကိုဟင်စီပေးလိုက်ရင်အပတ်စဉ် data အသစ်တွေ download လုပ်ရမယ်လို့ရှင်းပြပါတယ်။နောက်ပိုင်းအိမ်ရောက်တဲ့အခါကိုဟင်က project အသစ်မှာကြိုးကြိုးစားစားအလုပ်လုပ်နေပြီးရုံမတုံးကထက်တိတိတသာပို့ပြောရွှင်ပြီးအေးအေးဆေးဆေးဖြစ်နေပါတယ်။သူကညီမြချင်းတော်တော်များများကိုတွက်ချက်ပြီး software ပြွန်တွေတဲကို download လုပ်လိုက်ပါတယ်။ကွန်ပျူတာ AI ကလှုပ်ဆောင်ပြီးသား data တွေကို upload လုပ်ဖို့သူ့ကိုမကြာခဏသတိပေးပေမဲ့သူကအမြဲတမ်းအချိန်မီပြီးစီးနေတာကြောင့်မလိုပါဘူး။ယေရှုခရစ်တော်ရုပ်တုပေါ်ကကင်မရာတစ်လုံးကသူ့ရဲ့အလုပ်ကိုစောင့်ကြည့်နေပါတယ်။လာပေါင်းများစွာကြာသွားပြီးခရစ်စမတ်နေ့မှာတော့ကိုဟင်ကစန္ဒာဥထုကိုစောင်းပြီးအလုပ်လုပ်နေတော့မှာပဲ။ဒါပေမဲ့၃ညဟာ100%နဲ့ညီမျှတယ်ဆိုတဲ့ရလဒ်ကိုရရမှာဖြစ်ပေမဲ့စက်တိုက်ကြရှုံးနေတာကြောင့်သူစိတ်ပြက်လာပါတယ်။သူ့ရဲ့ရာခိုင်နှုန်းကို63ကနေ69အထိတိုးလာအောင်လုပ်နိုင်ခဲ့ပေမဲ့တရားနဲ့ကတော့အဝေးကြီးဝေးနေပါသေးတယ်။ဒီလိုစိတ်ပြက်စရာတွေကြောင့်တတိပေးချက်တွေဝင်လာတဲ့အချိန်နောက်ဆုံးစက္ကန့်ကြာမှပဲ update တွေကိုအဲ့လိုလုပ်ပါတော့တယ်။ဒီအချိန်တွေတစ်လျှောက်လုံးမှာကိုဟင်က AI ဆရာဝန်စိတ်ပညာ ROM နဲ့လည်းကုထုံးအစီအစဉ်တွေလုပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ဆရာဝန်စိတ်ပညာ ROM ကကိုဟင်ရဲ့ကြောက်ရွံ့မှုစီးရင်ရှည်ကြီးကိုကြည့်ပြီးဒီနေ့တော့အပြောင်းလဲအနေနဲ့သူ့ရဲ့ပျော်ရွှင်မှုတွေအကြောင်းကိုပြောပြစေချင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုဟင်ကတော့လောလောဆယ်ဘာပျော်ရွှင်မှုမှမခံစားရဘူးလို့ပြောပါတယ်။တကယ်တော့သူကအခုဘာခံစားချက်မှမရှိဖြစ်နေတာပါ။သူတို့စကားပြောနေတာကို data upload လုပ်ဖို့တတိပေးချက်ကဝင်နောက်ရှက်လိုက်ပြီးကိုဟင်ကဘာတိုးတက်မှုမှမရှိသေးတာကြောင့်ထိတ်လန့်သွားပါတယ်။အစီအစဉ်မပြီးဆုံးခင်မှာဆရာဝန်စိတ်ပညာ ROM ကသူ့ကိုအသက်ရှူလေ့ကျင့်ခန်းတွေနဲ့စိတ်တည်ငြိမ်အောင်ကူညီပေးခဲ့ပါတယ်။ညဘက်မှာတော့ကိုဟင်ကကြောက်စရာကောင်းတဲ့ black hole ကြီးအကြောင်းကိုစက်တိုက်အိမ်မက်နေပါတယ်။မနက်ခင်းနေမှာတော့အလုပ်တတိပေးချက်တွေကြောင့်သူနိုးလာတတ်ပါတယ်။တခါတလေမှာတော့ဘိန်းစလေးနဲ့ပါတီပွဲမှာနောက်ဆုံးစကားပြောခဲ့တာတွေကိုသူတွေးမိပါတယ်။သူမကသူအနေရခက်လောက်အောင်ထိတွေ့ကင်တွယ်လာပြီးသူမစီလာဖို့စက်တိုက်တောင်းဆိုကငင်းဆန်တာကိုလည်းလက်မခံခဲ့ပါဘူး။သူစိတ်ပြောင်းသွားတဲ့အချိန်ဆက်သွယ်ဖို့သူမရဲ့ဖုန်းကိုလည်းပေးခဲ့ပါတယ်။အလုပ်တွေနဲ့ရှည်လျားတဲ့နောက်ထပ်တစ်နေ့အပြီးမှာတော့ကိုဟင်ကညစာစားဖို့ကြိုးစားနေတော့အလုပ်တတိပေးချက်ကြောင့်လန့်သွားပြီးသူ့လက်မောင်းကိုမီးဖိုပေါ်မှာအပူလောင်သွားပါတယ်။သူ့လက်မောင်းကိုပတ်တီးစီးပြီးအလုပ်ပြန်လုပ်ပေမဲ့ညီမချင်းတွေကိုပို့ပြီးမြင်သာအောင်ကူညီပေးနိုင်မလားဆိုတဲ့အတွေးနဲ့မော်နီတာကိုအရင်လှည့်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲသူစက်တိုက်ကြာရှုံးနေသလိုဖုံးမိတာတွေအသက်ရှူဖို့ဆရာဝန်ကပြောတာတွေလိုအနောက်ရှက်တွေလည်းစက်တိုက်ဝင်နေပါတယ်။ဖီအားတွေနဲ့စိတ်ပြက်စရာတွေကြောင့်နောက်ဆုံးမှာတော့သူပောက်ကွဲသွားပြီးကွန်ပျူတာနဲ့ဖုန်းကိုရိုက်ခွဲဖို့တူတလက်ကိုယူလိုက်ကစိတ်ပိုင်းဆိုင်ရာပြိုလဲသွားပါတော့တယ်။မနေ့ရောက်တော့ဂျိုဘီကမော်နီတာကိုပြင်ဖို့နဲ့သူ့ကိုလာကြည့်ဖို့ရောက်လာပါတယ်။ကိုဟင်ကအလုပ်အချိန်စရာကိုထိမ့်သိမ့်ဖို့အခက်အခဲရှိနေကြောင်းရှင်းပြတဲ့အခါဂျိုဘီကဝန်ထမ်းတွေစိတ်သက်ကြတာဟာပုံမှန်ပဲလို့ဆိုပါတယ်။သူကကိုဟင်ကို project ထဲကနေထုတ်ပစ်ခြင်းပေမဲ့စီမံခန့်ခွဲရေးအဖွဲ့ကသူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးခြင်းနေပါတယ်။ရိုးရှင်းတဲ့အခင်းတစ်ချက်နဲ့ပဲဂျိုဘီကမော်နီတာကို10စက္ကန့်အတွင်းပြင်ပေးလိုက်ပါတယ်။အဲ့ဒီနောက်သူကတောက်ဆရာတစ်ခုခုတောင်းပေမဲ့ကိုဟင်ကရုပ်ဆိုးဆိုးရေပုံပိုင်းရေကိုပဲတိုက်နိုင်ပါတယ်။ကိုဟင်ကသူရှိတဲ့တငယ်ချင်းအနည်းစုတွေကတယောက်ဖြစ်တာကြောင့်ရုံမသူ့ကိုလွမ်းတယ်လို့ဂျိုဘီကဝန်ခံပါတယ်။အဲ့ဒီနောက်ဘာခက်ခဲတွေရှိနေလဲလို့သူကမေးလိုက်ပါတယ်။ zero theorem ကိုသက်သေပြလို့မရဘူးလို့ကိုဟင်ကရှင်းပြပြီးသူလိုချင်တာသူ့ဖုန်းခေါ်ဆိုမှုပဲလို့အခိုင်အမာပြောတဲ့အခါဆက်ပြီးစူးစမ်းနေဖို့ပဲလိုအပ်ပြီးစိတ်ပီစီမှုတွေကြောင့်စိတ်ချနေမဆိုးရစေဖို့ဂျိုဘီကတိုက်တွန်းပါတယ်။ကိုဟင်စိတ်အေးလေးဖြောင်ကူညီပေးဖို့လူတယောက်လွှတ်ပေးမယ်လို့သူကကတိပေးလိုက်ပါတယ်။နောက်ပိုင်းမှာကိုဟင်က black hole ကြီးအကြောင်းထပ်အိမ်မက်နေပြီးတကားခောက်တန်ကြောင့်နိုးလာပါတယ်။သူမကတော့သူနာပြုဝတ်စုံဝတ်ထားတဲ့ဘိန်းစာလေးပါ။ဂျိုဘီကသူ့ကိုလွှတ်လိုက်တာလို့ပြောပေမဲ့ဂျိုဘီမှာတငယ်ချင်းမရှိတာကြောင့်သူမကသူ့တငယ်ချင်းမဟုတ်ဘူးလို့ဆိုပါတယ်။ဖះเจ้าအကြောင်းသူမကမေးတဲ့အခါသူကလွန်ခဲ့တဲ့နှစ်တွေကအာမခံကုမ္ပဏီတစ်ခုစီကနေဝယ်ခဲ့တာဖြစ်ပြီးမီးလောင်ထားတာကြောင့်ဈေးပေါခဲ့တာလို့ရှင်းပြပါတယ်။ဘိန်းစလေးဟာဟိုဒီလိုက်ကြည့်ရင်သူမရဲ့တင်ပါကိုပြသလိုသူ့ဝိယုံအောက်ကနေလှမ်းကင်ပြီးသူ့ကိုစနှောင်နေပါတယ်။သူ့စပွဲစီရောက်တဲ့အခါကီးဘုတ်မှာသူမရဲ့လက်သေးကျိုးသွားပြီးတက်တာသွားအောင်နမ်းပေးဖို့သူ့ကိုတောင်းဆိုပါတယ်။ဒါကြောင့်သူမကိုပျော်အောင်ထားဖို့သူကနမ်းပေးလိုက်ပါတယ်။အဲ့ဒါကအနေရခက်စရာအနမ်းလေးဖြစ်တာကြောင့်ဘလို့နမ်းရမလဲဆိုတာကိုပြဖို့ဘိန်းဆက်လေးကသူ့လက်ချောင်းကိုဆုပ်ယူလိုက်ပါတယ်။ရုတ်တရက်ဆရာဝန်စိတ်ပညာရောင်ကမျက်နှာပြင်ပေါ်မှာပေါ်လာပြီးဘိန်းဆက်လေးဟာဖခင်စွန့်ပစ်ခံရတဲ့သူမရဲ့ဖြည့်ရှင်းမရသေးတဲ့ပြဿနာတွေကိုပုံဖော်ဖို့ကြိုးစားနေတာလို့ထောက်ပြလိုက်ပါတယ်။အသက်ကွာဟမှုအကြောင်းကိုသူမကပြောဖို့လုပ်နေတော့မှပဲဘိန်းဆက်လေးကသူမကိုဆဲဆိုပြီးပိတ်ပစ်လိုက်ပါတယ်။သူမရဲ့ဖခင်သေဆုံးသွားပြီဖြစ်ပြီးမကောင်းတာတွေလုပ်ဖို့လာတာမဟုတ်ဘူးလို့ရှင်းပြပါတယ်။သူမကတန်တရာဆိုင်ရာတွေကိုပဲလုပ်တာပါ။အဲဒီနောက်ဘိန်းဆက်လေးကသူ့ကိုတန်ရှင်းရေးလုပ်ဖို့ကူညီပေးရင်းကိုဟင်ကသူမကိုမကြာခဏစိုက်ကြည့်နေတာကိုသတိထားမိသွားပါတယ်။သူမကသူ့ကိုပွင့်ပွင့်လင်းလင်းနေဖို့ဖြောင်းဖျတဲ့အခါသူကခြားနာပြီးထူးခြားခြင်းခဲ့တာလို့ဝန်ခံပါတယ်။ဒါပေမဲ့ဓမ္မဒိဋ္ဌံကြခွဲချမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့သူဟာတခြားသူတွေလိုပဲအရေးမပါတဲ့သူဖြစ်တယ်လို့ကောက်ချက်ချမိပါတယ်။လွန်ခဲ့တဲ့အချိန်ကြာကြီးကညတညမှာသူ့နာမည်ကိုအင်အားပါပါခေါ်လိုက်တဲ့လျှို့ဝှက်စမ်းကြဲတဲ့အတန်ပိုင်ရှင်စီကဖုံးဝင်လာခဲ့ပြီး
ကိုဟင်လည်းတခါမှမခံစားဘူးတဲ့ပျော်ရွှင်မှုမျိုးကိုခံစားလိုက်ရပါတယ်။အဲ့ဒါကအရန်ကိုပြင်းထန်လွန်းတာကြောင့်ဒီအတန်ကသူ့ဘဝရဲ့ရည်ရွယ်ချက်ကိုပြောပြနိုင်မယ်လို့သူသိလိုက်ပါတယ်။ဒီလိုစိတ်လှုပ်ရှားမှုတွေကြောင့်ဖုန်းခွက်ကိုမတော်တဆပြုတ်ကျသွားပြီးဖုန်းကျသွားခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီချိန်ကလေးကပြန်ခေါ်မဲ့ဖုန်းကိုသူစောင့်နေခဲ့တာပါ။ဘိန်းစေးကအဲ့ဒါဘာမှအရေးကြီးနေလဲဆိုတာနားမလည်ပေမဲ့သူ့ကိုကူညီပေးဖို့သဘောတူပြီးမကြခင်ပြန်လာခဲ့မယ်လို့ကတိပေးပါတယ်။အချိန်အနည်းငယ်အကြာမှာတော့ဘော့ကလူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်ပါတယ်။ကိုဟင်ကအထဲပေးမဝင်တာကြောင့်ဘော့ကတကားကိုအတင်းတွန်းဖွင့်ပြီးသေးပေါက်ဖို့ရေချိုးခန်းထဲကိုပြေးဝင်သွားပါတယ်။အဲဒီနောက်ရုပ်ရည်ရစရာကောင်းတဲ့လူနှစ်ယောက်ကအဆောက်အဦထဲကိုဝင်လာပြီးကိုဟင်ကိုပိုးဆောင်ရေးဖောင်တစ်ခုမှလက်မှတ်ထိုးခိုင်းပါတယ်။ဘော့ကိုသူ့ကိုကူညီဖို့တာဝန်ပေးထားတာဖြစ်ပြီး၄နာရီကြာရင်သူ့ကိုလာကြိုမယ်လို့သူတို့ကရှင်းပြပါတယ်။ဘော့ကကိုဟင်ရဲ့ကွန်ပျူတာကိုပြင်ဆင်ပြီးအဆင့်မြင့်တင်ပေးနေရင်စီမံခန့်ခွဲရေးအဖွဲ့ကသူ့အဖေဖြစ်တယ်လို့ဖွင့်ဟလိုက်ပြီးဒါကြောင့်အဖေဖြစ်သူကအတင်းခိုင်းတာမို့လို့ဒီနွေရာသီအလုပ်ကိုသူလုပ်နေရပါတယ်။အချိန်နဲ့တော့ကြာမယ်လို့ပြောပြီးသူအမြဲစားနေကြအုပ်ချုပ်ချမ်းတွေအစားတကယ်အစားအစာတစ်ခုခုကိုမှဖို့ကိုဟင်ကိုပြောလိုက်ပါတယ်။ကိုဟင်ကအလုပ်ထွက်ဖို့စဉ်းစားနေကြောင်းဝန်ခံပေမဲ့သူဟာအထက်လူကြီးတွေရဲ့အသုံးချခံဖြစ်တာမို့လို့မရဘူးဆိုပြီးပေါ့ကရှင်းပြပါတယ်။ဂျိုဘီနဲ့နာယီစားနဲ့အလုပ်ဆင်းပြီးအခုထိပြန်မလာသေးတဲ့ဘိန်းစလေးပါဝင်အားလုံးဟာကုမ္ပဏီရဲ့အသုံးချခံတွေဖြစ်တယ်လို့ဆိုပါတယ်။ဘိန်းစလေးဟာအစ်စ်မှန်မဟုတ်ဘူးဆိုတာကိုကိုဟင်ကလက်မခံပါဘူး။ကိုဟင်သာဒီ project ကိုဆက်လုပ်နေမယ်ဆိုရင်သူမျှော်လင့်နေတဲ့ဖုန်းခေါ်ဆိုမှုကိုရလိမ့်မယ်လို့ဘော့ကဂတိပေးပါတယ်။အဲ့ဒီအချိန်မှာပီဇာရောက်လာပြီးပို့ပေးတဲ့ကောင်မလေးရဲ့ရင်သားကိုဘော့ကမျက်တောင်မခတ်ပဲကြည့်နေခဲ့ပါတယ်။ကောင်မလေးထွက်သွားပြီးနောက်မှာသူ့ရဲ့ဟော်မုန်းတွေအကြောင်းကိုညှိတွားနေပါတယ်။ကြွက်တကောင်ကိုပီဇာနဲ့ပစ်ကျွေးလိုက်ပြီးကိုဟင်ရဲ့ဖိုင်တွေကိုလေ့လာပြီးရင်ပြန်လာခဲ့မယ်လို့ပြောပါတယ်။တက်တော်ဆောင်တွေကသူ့ကိုခေါ်သွားခဲ့ပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့ဘိန်းဆက်လေးဟာအစင်းမြင့် virtual reality ဝတ်စုံကြီးကိုဝတ်ဆင်ပြီးပြန်ရောက်လာပါတယ်။ကိုဟင်အတွက်လည်းတစုံပါလာပါတယ်။ဒါနဲ့ညတကောင်ရံမှာဝတ်စုံကိုဝတ်ပြီးသူမရဲ့ website ကိုဝင်ဖို့ပြောလိုက်ပါတယ်။အဲဒီညမှာကိုဟင်ကဝတ်စုံကိုဝတ်ဆင်ပြီးကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ကညဉ့်ညမ်းပုံတွေအများကြီးရှိတဲ့ဘိန်းစလီရဲ့စာမျက်နှာကိုဖွင့်လိုက်ပါတယ်။ simulation စတင်တဲ့အခါမှာတော့ကိုဟင်ဟာဘိန်းစလီနဲ့အတူကမ်းခြေတစ်ခုမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ခေါင်းပေါ်ကသပင်အသစ်တွေလိုပဲအားလုံးကိုသူမကဖန်တီးထားတာပါ။သူမကအရက်ပလင်းကိုထုတ်လိုက်တဲ့အခါကိုဟင်ကသူမတောက်ဘူးလို့ပြောပေမဲ့ဒါဟာ simulation တစ်ခုဆိုတာကိုသူမကသတိပေးလိုက်ပါတယ်။ဒီနေရာမှာသူဟာမူလာမှာမဟုတ်သလိုဝါလာမှာလည်းမဟုတ်ပဲနေလဲဘယ်တော့မှမဝင်ပါဘူး။သူမကအရသာရှိတဲ့အစားအစာတွေကိုခွန်ကျွေးပြီးသူ့ခန္ဓာကိုယ်ကိုနမ်းရှိုက်လိုက်တာမို့ဘလောက်တောင်အစ်စ်နဲ့တူလဲဆိုတာကိုသူအံ့ဩသွားပါတယ်။ကိုဟင်းတယောက်ပင်လယ်ထဲမှာဘောလုံးနဲ့တူတကယ်ကိုပျော်ရွှင်နေပေမဲ့ရုတ်တရက်ချော်လဲပြီးရေမွန်းသွားပါတယ်။ဘိန်းစလေးကသူ့ကိုချက်ချင်းကယ်တင်လိုက်ပြီး CPR လုပ်ပေးရကနေအနမ်းတစ်ခုအဖြစ်အမြန်ပြောင်းလဲသွားပါတယ်။ဒီနေရာမှာတေနိုင်လားလို့သူကမေးတဲ့အခါသူမကတော့မတေနိုင်ဘူးလို့မျှော်လင့်ကြောင်းပြောပါတယ်။နောက်ပိုင်းမှာတော့ကိုဟင်ကဘောဟာအကူအညီပေးဖို့အရန်ငယ်လုံးတယ်လို့ထင်ကြောင်းဆရာဝန်စိတ်ပညာ ROM ကိုပြောပြပါတယ်။ဆရာဝန်စိတ်ပညာ ROM ကသူ့ကိုစူပူလိုက်ပြီးဘောဟာ permission တယောက်ဖြစ်ကြောင်းပြောပါတယ်။အဲဒီနောက်သူ့ကိုအလုပ်လုပ်ဖို့သတိပေးတဲ့အနေနဲ့သူမကရက်စာဆိုပါတော့တယ်။စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ကိုဟင်ကသူမကိုပိတ်ပစ်လိုက်ပါတယ်။ဘောပြန်ရောက်လာချိန်မှာသူမဟာအသုံးချခံတစ်ခုသာဖြစ်တယ်လို့ပြောပြီးဆရာဝန်စိတ်ပညာ ROM ရဲ့ software ကိုသူကလီထားကြောင်းအတည်ပြုလိုက်ပါတယ်။ပြီးနောက် Zero Theorem ကစကြဝဠာကြီးဟာဘာမှမဟုတ်ကြောင်းကိုသက်သေပြလိမ့်မယ်ဆိုတာရှင်းပြဖို့အတွက်နေရန်ပေါ်မှာပုံတွေဆဆွဲပါတော့တယ်။ပြီးတော့ဒါကိုတစ်ချိန်သာဖြစ်ခဲ့တဲ့ Big Bang ချိုးယွင်းချက်လို့သူကခေါ်ဝေါ်လိုက်ပါတယ်။ဒီ theory ကပြန်ကားနေတဲ့စကြဝဠာကြီးဟာတနေ့မှာတိတ်သေးလွန်းတဲ့တွင်းနယ်ကြီးတစ်ခုဖြစ်ကျုံဝင်သွားပြီးအရာအလုံးဟာပျောက်ကွယ်သွားတဲ့အထိညှစ်ခံရမှာဖြစ်ကဘာသက်ရှိမှကြံရင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ကိုဟင်ကဒါဟာကြောက်စရာကောင်းတယ်လို့ပြောပြီးလက်မခံပေမဲ့ဘော့ကတော့ဘာမှပြည့်စုံနိုင်မှာမဟုတ်တယ်လို့ထာဝရတည်တတ်မှာမဟုတ်ဘူးလို့ပြောပြီးညှင်းခုန်ခဲ့ပါတယ်။သူ့ရဲ့ယုံကြည်ချက်တွေကြောင့်အထက်လူကြီးတွေကဒီ project ကို Bob ကိုတာဝန်ယူစေခြင်းပေမဲ့ Bob ကတော့ဘသူရဲ့အသုံးချခံမှမဖြစ်ချင်ဘူးလို့ညှင်းပယ်ခဲ့ပါတယ်။ Bob ထွက်သွားပြီးနောက်ကိုဟင်ဟာအလုပ်တွေပြန်စလုပ်ပါတော့တယ်။အခုတော့သူဟာအစားအစာအတွက်ပီဇာကိုပဲမှာစားနေပါတယ်။အဲ့ဒီညမှာသူဟာဘိန်းစလေးရဲ့ website ကိုချိတ်ဆက်ဖို့ကြိုးစားပေမဲ့ဆရာဝန်စိတ်ပညာရောပေါ်လာပြီးဒီကောင်မလေးကိုအသုံးမချသင့်ဘူးလို့ပြောကတားဆီးခဲ့ပါတယ်။ကိုဟင်ကဘောရဲ့ပြင်ဆင်မှုတွေကိုဖယ်ရှားဖို့ program တစ်ခုကို run လိုက်ပြီး simulation ထဲကိုဝင်ရောက်သွားပါတယ်။ကမ်းခြေမှာတော့ဘိန်းစလေးကနောက်ထပ်နေရာတစ်ခုကိုရွေးချယ်ဖို့အချိန်တန်ပြီလို့ကိုဟင်ကိုပြောလိုက်ပါတယ်။သူမျက်လုံးကိုမှိတ်ပြီးအာယုံစူးစိုက်လိုက်ချိန်မှာတော့သူ့အိမ်မက်ထဲကတွင်းနဲ့ကြီးအနီးမှာအဝတ်ဗလာနဲ့မျောပါနေတာကိုတွေ့လိုက်ရပါတယ်။ဘိန်းစလေးလည်းပေါ်လာပြီးတွင်းနဲ့ကြီးကသူတို့ကိုဆုပ်ယူနေချိန်မှာသူ့ကိုဖတ်ထားလိုက်ပါတယ်။အဲတော့သူတို့ဟာကမ်းခြေမှာပြန်ပေါ်လာပြီးဒီလိုဟာလာဟင်းလင်းကြီးနဲ့ကိုဟင်ဘယ်လိုများအသက်ရှင်နေနိုင်တယ်လဲဆိုပြီးဘိန်းစာလေးကအံ့ဩနေပါတယ်။ဒါနဲ့သူကတရချင်းစီဖြတ်တန်းနေတာပါလို့ပြန်ဖြေလိုက်ပါတယ်။ဘိန်းစာလေးကသူမကိုချစ်တယ်လို့ပြောခိုင်းပြီးသူ့ကိုကူညီပေးမယ်လို့ကတိပေးလိုက်တာမို့သူ့ကိုလန့်သွားစေပါတယ်။သူဟာပျော်ရွှင်နေဖို့နဲ့အလုပ်ထက်လုပ်เสียမလို့တော့ဖို့အတွက်ဒီမှာပဲထာဝရနေတော့မယ်လို့ပြောရင်းသူမကိုအငမ်းမရနမ်းရှိုက်လိုက်ပါတယ်။ကိုဟင်ကသူမရဲ့ဘီကီနီအပေါ်ပိုင်းကိုဆွဲချွတ်လိုက်ချိန်မှာဘိန်းစလေးကအထက်လူကြီးတွေကခွင့်ပြုမှာမဟုတ်ဘူးလို့ရှင်းပြဖို့ကြိုးစားပေမဲ့ကိုဟင်ကတော့အလုပ်ထွက်လိုက်လို့ရတယ်လို့ပြောပါတယ်။ဘိန်းစလေးကအကြောက်လွန်ပြီးသူ့ကိုတွန်းထုတ်လိုက်တာမို့အပြင်ဘက်တကယ်ကဘာမှလည်းသူ့လဲကျသွားပါတယ်။
ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားမှုကြောင့်ကွန်ပျူတာကနေသူ့ကိုတက်လိုက်သွားပါတော့တယ်။အချိန်တော်ကြာပြီးတဲ့နောက်ကိုဟင်ဟာအလုပ်တွေထပ်နောက်ကျနေပြန်ပါတယ်။ဘော့ကသူ့ကိုလမ်းညွှန်ပေးဖို့ကြိုးစားပေမဲ့သူစိတ်ရှုပ်သွားတာကြောင့်ညီးမြချင်းကိုအပြီးတက်ဖို့အထိန်အချုပ်ကိုယူလိုက်ပါတော့တယ်။ဒီတယောက်လို့ကမန်ခုံကိုခဏလောက်အလုပ်ရှုပ်သွားစီမှာပါ။သူထွက်သွားချိန်မှာတော့ဘော့ကဗီယာဝစ်စုံကိုယူသွားခဲ့ပါတယ်။ဒီညမှာကိုဟင်ကဘိန်းစလေးရဲ့ website ကိုဖွင့်လိုက်ပါတယ်။ဝစ်စုံမရှိတာကြောင့်သူဟာသူမရဲ့ပုံမှန် stream တွေကိုပဲကြည့်နေရပြီးချက်ထဲကညဉ့်ညမ်းတဲ့ comment တွေကိုရင်ဆိုင်နေရပါတယ်။ဘိန်းစလေးကအဝတ်စားတွေချွတ်နေပေမဲ့ကိုဟင်ကြည့်နေတာကိုမြင်လိုက်တဲ့အခါရက်တန့်သွားပါတယ်။သူမကသူ့နာမည်ကိုခေါ်လိုက်တဲ့အခါမှာတော့ကိုဟင်ကစာမျက်နှာကိုပိတ်ပစ်လိုက်ပါတယ်။အဲဒီနောက်ကိုဟင်ဟာဘိန်းစလေးနဲ့ဘော့ရဲ့စကားတွေကိုစက်တိုက်တွေးနေမိတာကြောင့်အိတ်လို့မရတော့ပါဘူး။ website ကိုနောက်တစ်ချိန်ထပ်ကြည့်ဖို့ကြိုးစားပေမဲ့ဝင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။နောက်ဆုံးမှာသူထိုင်ကုန်ပေါ်အိပ်ပျော်သွားချိန်မှာတော့တွင်းနယ်ကြီးကိုမြင်မှတ်နေပါတယ်။နောက်တစ်နေ့မှာဘော့ကဝစ်စုံကိုပြင်ဆင်ပြီး update လုပ်ခဲ့တယ်လို့ပြောကပြန်ယူလာပါတယ်။ကိုဟင်မျော်လင့်နေတဲ့ဖုန်းခေါ်ဆိုမှုဟာသူ့ရဲ့စိတ်ကူးယဉ်မှုသာဖြစ်တယ်လို့လည်းပြောပြပါတယ်။ကိုဟင်ကဂယုမဆိုင်တာကြောင့်ဘော့ကရှက်မန်ရဲ့ program ကိုပြင်ဆင်လိုက်တာမို့သူမကအမှန်တရားကိုပြောလာနိုင်ပါတယ်။ဒီဆရာဝန်စိတ်ပညာကဖုန်းခေါ်ဆိုမှုဟာစိတ်ကူးယဉ်မှုသာဖြစ်ကြောင်းအတည်ပြုပေးပြီးသူဆက်အလုပ်လုပ်နေစေဖို့အတွက်ဒီအလိညာကိုမကူတာပဲထားဖို့သူမကို program ဆွဲထားတာဖြစ်ကြောင်းရှင်းပြပါတယ်။ပြီးနောက်ဘော့ကဖုန်းခေါ်ဆိုမှုဟာကိုဟင်ရဲ့ဝိညာဉ်စီကနေလာတာလို့ပြောပါတယ်။သူကကိုဟင်ကိုဝစ်စုံဝစ်စေခြင်းပြီးအဲ့ဒီဝစ်စုံကသူ့ခန္ဓာကိုယ်ရဲ့စွမ်းရည်တွေကိုစုဆောင်းကမန်ကွန်ရဲ့ neural net data စီပို့ပေးမှာပါ။အဲ့ဒီအချိန်မှာဘိန်းဆက်လေးကဖြစ်ခဲ့တာတွေအတွက်တောင်းပန်ဖို့ကိုဟင်စီရောက်လာပါတယ်။သူမသာဟန်ဆောင်ပေးမယ်ဆိုရင်ဂျိုဘီကဝစ်စုံကိုသူမကိုပေးမှာဖြစ်ကြောင်းနဲ့ကိုဟင်ရဲ့အထီးကျန်မှုအတွက်သူမစိတ်မကောင်းဖြစ်ရကြောင်းရှင်းပြပါတယ်။အစားကသူမဟန်ဆောင်နေခဲ့ပေမဲ့အခုတော့သူ့ကိုတကယ်ဂရုစိုက်နေပြီးအတူတူနေခြင်းကြောင်းပြောပါတယ်။ကိုဟင်ကသူမရဲ့တောင်းပန်မှုကိုအေးဆက်ဆက်နဲ့လက်ခံလိုက်ပေမဲ့သူမကိုနှင်ထုတ်ဖို့ကြိုးစားနေသေးပါ။ဒါနဲ့ဘိန်းဆက်လေးကသူတို့အတူတူထွက်ပြေးတင်တယ်လို့အတင်းကျပ်ပြောရင်းငိုယိုနေပြီးဘော့ကတောင်သူ့ကိုသွားဖို့ပြောပါတယ်။မျက်ရည်တွေကိုထိန်းထားရင်းကိုဟင်ဟာသူမကိုထပ်ပြီးညှင်းပယ်လိုက်ပြန်ပါတယ်။ဘိန်းဆက်လေးထွက်သွားပြီးနောက်ဘော့ကကိုဟင်ကိုအသေးနှလုံးမရှိဘူးလို့ပြောပြီးအပြင်ထွက်ကအနားယူဖို့ဖြောင်းပြပါတော့တယ်။သူနဲ့လိုက်ဖက်အောင်ဘော့ကသူ့ရဲ့လူငယ်ဝတ်စုံတွေကိုမျှဝေပေးပါတယ်။ပန်းချံကိုရောက်တဲ့အခါကိုဟင်မှာရီးစားရှိခဲ့ဘူးလားဆိုပြီးဘော့ကသိကျင်နေပါတယ်။ကိုဟင်ကအရင်ကအိမ်အောင်ကြဘူးပေမဲ့သူမိမကကွာရှင်းဖို့တောင်းဆိုခဲ့ပြီးသူမကိုနောက်ထပ်ဘယ်တော့မှမတွေ့ရတော့ကြောင်းပြန်ပြောပြပါတယ်။အစားအစာသွားဝယ်ဖို့ဘော့ထွက်သွားပြီးနောက်အတူတူထွက်ပြေးကြဖို့ဘိန်းစလေးရဲ့တောင်းဆိုမှုကိုကိုဟင်ကဆက်တိုက်တွေးနေမိပါတယ်။သူတို့ဖះเจ้าကိုပြန်ရောက်တဲ့အခါကိုဟင်ကနောက်ဆုံးတော့ကျွန်တော်တို့အစားကျွန်တော်တို့သုံးထုံးလာတာကိုကြားလိုက်ရလို့ဘော့ဟာအံ့ဩသွားပါတယ်။ရုတ်တရက်ဘော့ဟာခေါင်းမူးတယ်လို့ပြောရင်းခုံတန်းလျားပေါ်လဲကျသွားပါတယ်။ကိုဟင်ကသူ့နှစ်ဖူးကိုစမ်းကြည့်လိုက်ပြီးကိုရီအရန်ပူနေတာကိုသတိထားမိလိုက်ပေမဲ့ဘော့ကတော့သူမအိတ်တဲ့အခါတိုင်းအမြဲဖြစ်နေကြမို့လို့ကိစ္စမရှိဘူးလို့ပြောပါတယ်။ဆရာဝန်ခေါ်ဖို့ကိုလည်းသူကကိုဟင်ကိုခွင့်မပြုပါဘူး။အက်စပရင်ဆေးပြားနဲ့ရေချိုးဖို့ကိုသာသူတောင်းဆိုခဲ့ပါတယ်။ရေချိုးကန်ထဲမှာမိနစ်အနည်းငယ်ကြာပြီးနောက်ဘော့ကနေလို့ပိုကောင်းလာပြီဖြစ်ပြီးအိတ်ဖို့ပဲလူတော့တယ်လို့ပြောပါတယ်။ကိုဟင်ကသူသတိလစ်သွားပြီလို့စိုးရိမ်ပြီးရေချိုးကန်ထဲကနေချက်ချင်းဆွဲထုတ်လိုက်ပေမဲ့အလေးချိန်ကြောင့်ရေချိုးကန်မှန်နဲ့သွားတိုက်မိပါတော့တယ်။မှန်နောက်ွယ်မှာတက်ဆင်ထားတဲ့လျှို့ဝှက်ကင်မရာတစ်လုံးကိုတွေ့လိုက်ရတာမို့ကိုဟင်တယောက်အလွန်အံ့ဩသွားပါတယ်။ဘော့ကိုဆိုဖာပေါ်လုံလုံချုံချုံထားပြီးတာနဲ့ကိုဟင်ကတူတလက်ကိုယူပြီးဖះเจ้าတွေကလျှို့ဝှက်ကင်မရာတွေအားလုံးကိုလိုက်ရှာကဒေါသတကြီးနဲ့ဖျက်ဆီးပစ်ပါတော့တယ်။သူ့နောက်မှာဖုန်းတွေစက်တိုက်မြည်နေပေမဲ့သူလျက်လျူရှူထားလိုက်ပါတယ်။ဗစ်တော်ရုပ်ပေါ်ကကင်မရာကိုယူဖို့သူစူးစမ်းတဲ့အခါမှာတော့တော်တော်လေးဆူဆူရွရွပြုတ်ကျသွားပါတော့တယ်။ဒါပေမဲ့သူဟာရမနေပဲခုံတန်းလျားအချို့ကိုရွှေ့ပြီးရှေ့တကားကိုပိတ်ဆို့လိုက်ပါတယ်။အဲဒီနောက်သူ့အချိန်တွေကိုဘော့ကိုပြုစုရင်းနဲ့ပဲကုံဆုံးစေခဲ့ပါတယ်။မနက်ခင်းမှာတော့ဘော့ရဲ့တက်တော်ဆောင်တွေကတကားကိုချိုးဖျက်ဝင်ရောက်လာပြီးဘော့ကိုခေါ်သွားက hardware ပစ္စည်းတွေအတွက်မနက်ဖြန်ပြန်လာခဲ့မယ်လို့ကတိပေးသွားပါတယ်။ညနေပိုင်းမှာဂျိုဘီရောက်လာပြီးဘော့ရဲ့လုပ်ရက်တွေကြောင့်သူအလုပ်ပြုတ်သွားရကြောင်းဖွင့်ဟပြောပြပါတယ်။သူကစကလုံးချမ်းတွေနဲ့အများကြီးစော်ကားခဲ့ပေမဲ့ကိုဟင်ကတော့ဂယုမဆိုင်ပါဘူး။နောက်ပိုင်းမှာကိုဟင်ကပြင်ဆင်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့ချိတ်ဆက်မှုအမှားယွင်းဖြစ်သွားပြီးစက်ကနေသူ့ကိုနောက်တစ်ကြိမ်တက်လိုက်ပါတော့တယ်။ဒီတစ်ကြိမ်မှာတော့အလျှို့ဝှက်ကင်မရာတွေကနေရိုက်ကူးထားတဲ့မြင်ကွင်းတွေကိုစကရင်ပေါင်းများစွာမှာပြသနေတဲ့ neural net mainframe အခန်းထဲမှာသူပြန်ပေါ်လာပါတယ်။ရုတ်တရက်အထက်လူကြီးကအနီးနားမှာပေါ်လာပြီးဘော့ဆေးရုံတက်နေရကြောင်းရှင်းပြပါတယ်။ကိုဟင်ဟာအခုဆို neural net ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပြီဖြစ်ကြောင်းဖွင့်ဟပြောပြပြီးကိုဟင်ရဲ့လျှို့ဝှက်စမ်းကြဲတဲ့ဖုန်းခေါ်ဆိုမှုရဲ့အရင်းမြစ်ဟာသူမဟုတ်ဘူးလို့ကျိန်ဆိုခဲ့ပါတယ်။ AR မှာစကရင်ကြီးပေါ်မှာကိုဟင်ရဲ့အိမ်မက်ထဲကတွင်းနယ်ကြီးပေါ်လာပြီးအထက်လူကြီးကဒါကို chaos encapsulated လို့ခေါ်ဝေါ်လိုက်ပါတယ်။ဒါဟာ0 theorem ကိုတက်တည်ပြနေတယ်လို့ကိုဟင်ကကောက်ချက်ချလိုက်ပေမဲ့မန်ခွန်က data တွေကို crunching လုပ်နေစေဖြစ်တာမို့မဟုတ်သေးဘူးလို့အထက်လူကြီးကပြောပါတယ်။သူကစားကြဝဠာကြီးရဲ့အမြဲတမ်းဖျို့ဖျဲဖြစ်နေတဲ့အခြေအနေကိုတက်တည်ပြချင်တာဖြစ်ပြီးဒါမှသာဖြည့်ရှင်းနည်းတစ်ခုကိုရောင်းချပြီးအကျိုးအမြတ်ရရှိမှာဖြစ်ပါတယ်။လူသားတွေအနေနဲ့ဘုရားသခင်ကိုယုံကြည်ဖို့နဲ့ဒီပေါ်မှာပိုကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုရှိဖို့လိုအပ်တဲ့ဆိုတဲ့အသည့်က
သူတို့ရဲ့တကယ်ဘဝတွေကိုအထိပ္ပယ်မဲ့စေတယ်လို့အထက်လူကြီးကယုံကြည်ထားပါတယ်။ရည်ရွယ်ချက်တစ်ခုပေးစွမ်းနိုင်မဲ့ဖုန်းခေါ်ဆိုမှုပေါ်သူ့ရဲ့ယုံကြည်မှုကသူ့ကိုဒီ project ရဲ့စန့်ကျင်ဘက်ဖြစ်စေတာကြောင့်ဒီ project အတွက်ကိုဟင်းကိုသူရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ကိုဟင်းကဖုန်းနားမှာတနေကုန်ထိုင်ဆောင်နေတဲ့အထိလွန်ကဲသွားခဲ့တာမို့သူ့ကိုလည်းအထိပ္ပယ်မဲ့တဲ့ဘဝတစ်ခုကိုဥဆောင်သွားစေခဲ့ပါတယ်။အထက်လူကြီးကသူ့ရဲ့ဝန်ဆောင်မှုတွေမလိုအပ်တော့ဘူးလို့ကြေညာပြီးပျောက်ကွယ်သွားပါတော့တယ်။ဒေါသထွက်နေတဲ့ကိုဟင်းဟာစော်ကားတဲ့စကားတွေအော်ဟစ်ပြောဆိုပေမဲ့ဒါကသူ့ကိုအချိန်ချင်းအလုပ်ဖြုတ်နေတဲ့အထက်လူကြီးရဲ့ဗီဒီယိုကိုစခရင်ကြီးပေါ်မှာပွင့်လာစေခဲ့ပါတယ်။အဲဒီနောက်ကိုဟင်ဟာသူ့ရှိမှရှိတဲ့အရာအလုံးကိုစတင်ဖျက်ဆီးခဲ့ပြီး mainframe ရဲ့အစိပ်ပိုင်းတိုင်းကိုတောင်ဖြုတ်ပစ်လိုက်ပါတယ်။နောက်ဆုံးမှာသူငြိမ်ကျသွားတဲ့အခါကေဘယ်ကြိုးတွေကစတင်လှုပ်ရှားလာပြီး mainframe ကိုပြန်လည်ချိတ်ဆက်ပါတော့တယ်။စက္ကန့်အနည်းငယ်အကြာမှာတော့စက်ကြီးဟာစတင်အကွဲလာပြီးပောက်ကွဲမှုကြီးတစ်ခုကအဆောက်အုံတစ်ခုလုံးကိုမဖျက်ဆီးခင်လေးမှတင်ကိုဟင်ခုန်ထွက်လိုက်ပါတယ်။အထဲမှာတော့သူ့အိမ်မက်ထဲကတွင်းnetကြီးကိုတွေးလိုက်ရပေမဲ့အခုတော့သူ့ဘဝရဲ့ပုံရိပ်တွေကပတ်ပတ်လည်မှာမျောပါနေပါတယ်။အစားကကိုဟင်ဟာထွက်သွားဖို့စဉ်းစားခဲ့ပေမဲ့နောက်တော့သူပြုံးလိုက်ပြီးသူ့ခန္ဓာကိုယ်ကိုတွင်းထဲပြုတ်ချခွင့်ပြုလိုက်ပါတယ်။ပုံရိပ်တွေနဲ့အတူသူဆုပ်ယူခံလိုက်ရချိန်မှာအလင်းရောင်တစ်ခုတောက်ပစွာလင်းလက်လာပါတယ်။ခဏအကြာမှာတော့ကိုဟင်ဟာဘိန်းစလီရဲ့ simulation တွေကကမ်းခြေမှာသူ့ကိုယ်သူပြန်တွေးလိုက်ရပေမဲ့အခုတော့သူဟာထိပ်ပြောင်ပြီးအဝိပ္ပလာဖြစ်နေပါတယ်။ပျော်ပွဲစားထွက်တုန်းကပစ္စည်းတွေနဲ့ဘိန်းစလီရဲ့ဘီကီနီအပေါ်ပိုင်းကတော့အဲ့ဒီမှာရှိနေသေးပါ။ကိုဟင်ဟာဘောလုံးကစားဖို့ရေထဲမဆင်းခင်နေဝင်စည်းစာကိုငေးမောကြည့်ရှုနေပါတယ်။မကြခင်မှာပဲသူဟာဘောလုံးအစားနေမင်းကြီးကိုအစားထိုးလိုက်ပြီးနောက်ဆုံးနေမဝင်ခင်လေးမှာမြောက်တက်သွားအောင်လုပ်လိုက်ပါတော့တယ်